မိသားစုဆိုတာတယောက်ရှေ့ရောက်ဖို့တယောက်နောက်ဆုတ်ရတယ်တေကိုင်းတစ်ကိုင်းတိုးထွက်ဖို့တေကိုင်းတစ်ကိုင်းအခုတ်ခံရတယ်မိသားစုတရှင်ဟာအတက်ဆင်းရှိတယ်တန်ဆုံမြည်တယ်မိသားစုဆိုတာလူ6ယောက်ရှိလူ6ယောက်လက်10ချောင်းရှိလက်10ချောင်းခစ်ကတောင်းဆိုတဲ့အတိုင်းလှုပ်ရှားရတယ်အိမ်ရှိလူအကုန်လဲကျသွားတဲ့ငါအဖေနေရာငါညီလေးဝင်ခဲ့တယ်ရိုင်နဲ့သွားတဲ့ငါအမေနေရာကိုငါညီမလေးဝင်ခဲ့တယ်မိသားစုကိုငါမမြင်ခဲ့ဘူးငါအတွေးခေါ်ကသားသမီးဆိုတာတီးခြားရှင်သန်ရတဲ့ဘဝတစ်ခုငါဟာလမ်းပေါ်မှာကြီးပြင်းခဲ့လို့လမ်းနဲ့သွေးသားတော်ဆက်တယ်လို့ထင်တယ်ရန်ကုန်ဟာစစ်မြေပြင်ငါမိသားစုမှာငါမလင်းနဲ့မီငါမိသားစုမှာငါမလုံခြုံတဲ့ထင်ငါကျိုးကိုတီးခတ်လိုက်တိုင်းတန်ကြောင်ထွက်တယ်ငါမိသားစုမှာမိုးရုပ်ပေါက်လေးတစ်ပေါက်ရှိနေတယ်ဆိုလဲငါပဲဖြစ်မှာငါမိသားစုမှာကြမ်းငယ်တစ်ချက်ကျိုးပဲ့နေတယ်ဆိုလဲငါပဲဖြစ်မှာမအောင်မြင်တဲ့ဘောလုံးအသင်းဟာငါမိသားစုပဲမဝင်တဲ့ဂိုးတွေကိုငါသွင်းခဲ့တာစိုင်းဝင်းမြင့်